စွာရေးဆိုတာဒီလိုမျိုးပေါက်မျိုးလေးကိုပြောရနော်ဒီကောင်ရဲ့စီးနှုန်းကအရင်စီ98,500ကိုအခု9,000ခွဲနဲ့ရမှာပေါ့နော်ဒီကောင်လေးက4,000ပုံစံလေးပေါ့နော်3 လက်မစပီကာလေးလည်းဖြစ်တယ်ပြီးတော့အပြစ်သွားတာတို့ခရီးသွားတာတို့ဆိုရင်လည်းတင်ဆောင်သွားတာလွယ်ကူတယ်ပေါ့နော်တစ်သားပေါက်လေးဆိုတော့ချစ်ချစ်လေးလေးပေါ့နော်ပြီးတော့သူကဝိုင်လက်မိုက်တစ်လုံးလေးပါတယ်ပေါ့နော်ဖစ်တန်လေးတော်တော်လေးကောင်းနေရှင်တိတ်ပေမဲ့အတန်းတော်တော်လေးစွာတယ်ပေါ့နော်ဒီကောင်လေးကိုစက်သွယ်မှာယူချင်မှာက Viber ဖုန်းနံပါတ်ဖြစ်တဲ့399331နဲ့9500 39944080 မှာဆက်သွယ်မှာယူနိုင်တယ်လို့ Facebook page ဖြစ်တဲ့ Mokit Online Shop Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်ရှင်